ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မမအိကမြန်မာတို့ရဲ့ထမင်းဝိုင်းမှာဘယ်တော့မှမယူနိုင်နဲ့တွေးလိုက်တာနဲ့တင်တရေကြစီမယ်ငဖဲချမောင်ဟင်းလေးကြောင်းကိုချက်ပြမှာပဲဖြစ်ပါတယ်ရှင်ချမောင်ရဲ့အချင်းတက်ကလေးရဲ့ငဖဲရဲ့ဣဆက်လာပြီးတော့ထုတ်နဲ့စားလို့ကောင်းတဲ့အရသာလေးကရှာပြားမှာဆွဲကြံစီခဲ့မှာတော့အမှန်ပါပဲရှင်ဒီအပြင်သူ့ရဲ့အချင်းငန်ဆက်အရသာတွေပေါင်းဆက်ထားတဲ့ဒီဟင်းလေးကရိုးရှင်းပေမဲ့ချက်လိုက်တိုင်းထမင်းဝိုင်းကိုမြိုင်ဆိုင်စီတာကတော့အမှန်ပါပဲရှင်တလုတ်စားလိုက်တိုင်းကိုစိတ်ကျဉ်နှမှုအပြည့်ဝပေးနိုင်တဲ့ငဖဲချမောင်ဟင်းလေးရဲ့ချက်နီးလေးကိုကြည့်လိုက်ကြပါဦးနော်ငဖဲလေးကိုနာနာလေးစီတက်လိုက်ပါမယ်နော်မမကြီးကဒီတစ်ခေါက်တော့ငဖဲကိုအစိမ့်ချက်လေးချက်တာပါရှင်ငဖဲလေးကိုနာနာလေးစီတက်ပြီးဆိုလို့ရှိရင်ရေလေးနဲ့ငယ်ထည့်မယ်ပြီးရင်ချမောင်မွေထားတဲ့ချမောင်လေးကိုထည့်ပြီးတော့အချူငံလေးထည့်လိုက်ပါမယ်ရှင်ပြီးရင်အချူငံလေးထည့်ပြီးရင်တော့ကျမတို့ကငဖဲလေးချက်စီဖို့အတွက်အဖုံးလေးအုပ်ပြီးတက်ထားပြီးလိုက်ရုံပါပဲနော်အရန်ကိုလွယ်ကူရိုးရှင်းပါတယ်ရှင်ကဲပြီးရင်တော့အနံ့အရသာအတွက်ကတော့ကျမကအချူငံကိုကိုယ်စိတ်ကြိုက်ပြင်ဆင်လိုက်တယ်ပြီးလို့ရှိရင်တော့ငြူသီးစိမ့်နဲ့နည်းနည်းလေးအုပ်လိုက်ပါတယ်ရှင်ကဲအခုဆိုရင်တော့စားကောင်းလုံးနဲ့ငဖဲတစ်ခွက်ရပါပြီရှင်